ဆော့ဆော့တွေ့ကြုံနေဆော့ဆော့ပြပြမယ်နော်ဆော့ဆော့ရဲ့အိမ်ထောင်ရေးပထမအိမ်ထောင်ရေးကိုကအိပ်ပျော်နေတယ်သူကစားလာတဲ့အချိန်ကျရင်ဆောင်းမသူ့ရဲ့ဟောထိုးထည့်ပြီးသွားရင်နော်ကိုကအဲ့အချိန်မှာဖီးတက်ယုံမရှိသေးတည်ရမလားသူဟာ3ပြွ4ပြွနာမပြီးသွားရက်ဆိုပြီးသွားတယ်အဲ့လိုအိမ်ထောင်ရေးရမှာဆော့ဆော့အရင်ကြောက်တယ်နော်အခုလေအဲ့လိုအိမ်ထောင်ရေးနဲ့ကြုံနေရမိန်းကလေးရှည်နော်ဆော့ဆော့ရင်လာပွင့်ကြတဲ့မိန်းကလေးတဲ့မှာအဲ့တော့မိန်းကလေးတွေတချို့တွေကပြောကြတယ်မနော်ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတော့ဒီပြဿနာနေဖြေရှင်းရမှာမဟုတ်နှစ်ယောက်ကြာဖြေရှင်းရမှာဒီလိုအမျိုးသားနဲ့ရမှာလဲကြောက်တယ်နော်ပြောပြမယ်တိလားတကယ်တော့လေတဏှာကြီးတာယောက်ျားလေဒါပေမဲ့မိန်းကလေးကိုစားလိုက်ပြီဆိုကြာတာမိန်းကလေးဟုတ်တယ်နော်မိန်းကလေးဆိုတဲ့အမျိုးကမစားရင် तू ကစိတ်မရှိဘူးနော်နောက်ပြီးငါတို့မိန်းကလေးတွေကနော်နေချင်းစိတ်ဆိုတခါတလေမှဖြစ်ပေါ်တာအမြဲတမ်းမဖြစ်ပေါ်ဘူးတိလားဒီလိန်စိတ်ထားကြွတာတခါတလေမှမိန်းကလေးကထားကြွတတ်တယ်ဒါတော့မှဟော်မုန်းတက်ကလေးရဲ့ကြောင့်ထားကြွတာများတယ်အများစုကတော့ယောက်ျားလေးကထားကြွတာများတယ်ယောက်ျားလေးကကြောင့်မိန်းကလေးမရှိမနေနိုင်တဲ့အစ်စ်ပဲဟုတ်တယ်ဒါပေမဲ့ပြောပြမယ်နော်ငါတို့မိန်းကလေးဆိုတဲ့မျိုးကလေတွားမစားလိုက်နဲ့နော်တွားပြီးမှရံမစားလိုက်နဲ့မိန်းကလေးကိုရံစားလိုက်ရင်တည်ရမလားပို့ပြီးမှယောက်ျားလေးကစာငတ်တတ်တဲ့အမျိုးပို့ပြီးမှကြာတတ်တဲ့အမျိုးဟုတ်တယ်ဒါကိုတချို့ယောက်ျားလေးတွေကမတိဘူးစားရတဲ့ချိန်ကျရင်ကွက်ဆိုအေးရနေတလို့ဒီကွက်ဆိုထဲလိုက်စကတ်နော်အဲ့ဆိုသူ့ဟာဖြုတ်လိုက်အဲ့ဒါပြီးသွားတယ်သူကပြီးသွားတယ်မိန်းကလေးကကြောက်စက်တန်ငန်းဒီဝေဒနာငါလည်းခံစားဖို့တော့ငါနားလေအရန်စိတ်ဆိုးတာအဲ့လိုမျိုးဆိုရင်ကြာလာတဲ့ချိန်ကျရင်နောက်ဆိုရင်ဒါလင်စိတ်သားစိတ်တော့ကုန်သွားတဲ့အထိဖြစ်သွားသူ့ယောက်ျားလာနေမှကြောက်သွားစောက်မိကတ်သွားမနေချင်တော့ဒါကြောင့်မိန်းကလေးအိမ်ထောင်ကြီးတော်တော်တချို့တွေကကျတော့သိရမလားမနေချင်တာဒါကြောင့်ဟုတ်တယ်ဒါကြောင့်ဒီဟာကျတော့မိန်းကလေးတွေကဘယ်လိုလုပ်ရမလဲဆိုမိန်းကလေးလုပ်မရဒါယောက်ျားလေးလုပ်ရမှာတကယ်လို့ကိုကစက္ကန့်လားယောက်ျားလေးကိုမေးတော့မယ်ကိုကစက္ကန့်ဆိုရင်မိန်းကလေးကိုလေတိလားတဆင့်ချင်းသွားပေးရတယ်အိမ်ထောင်ကြီးတက်တန်းမှာလေတိလားအိမ်ထောင်ကြီးယောက်ျားလေးတော်တော်များများလဲလာတိုင်မြင်ကြတယ်ကိုကိုလေမမနဲ့ကျွန်တော်မိန်းမဘာလို့လဲတဲ့အဲ့လိုမျိုးဆိုမနေချင်တော့ဘာလို့လဲဆိုတာဒါကြောင့်အခုဒီလိုမျိုးအခုမမပြောလဲပြဿနာကြီးကြောင့်ဟုတ်တယ်တကယ်တော့မိန်းကလေးမှလည်းလိန်ကာစိတ်ဆိုတာလေညိုယောက်ျားလေးတစ်ထီယောက်ျားလေးထပ်ပုံမှပြင်းထန်တယ်ဒါပေမဲ့နာဘူးတာယောက်ျားလေးက24နိုင်နာဘူးနေအဲ့လိုမျိုးအရန်နာဘူးတာကွာမိန်းကလေးကကြတော့တည်ရမလားတော့ထိလိုက်ပြီဆိုယောက်ျားလေးထပ်တဆင့်ပူသွားတာဒါပေမဲ့သူ့ကိုယ်သူအေးစိတ်နေမိန်းကလေးကကြောင့်ယောက်ျားလေးကိုစာငတ်နေတဲ့နေရာမှာမပါဘူးဒါပေမဲ့ယောက်ျားဘေးမှာအိတ်နေတော့ဟုတ်တယ်စာငတ်တတ်တယ်နောက်ပြီးယောက်ျားကိုယ့်ကိုအလကားနေလဲဟိုလို့ဒီလာကင်တာလို့ဟိုဆွတ်ဒီဆော့ဆိုစာငတ်တတ်တယ်ဒါကိုယောက်ျားလေးတွေကလေတိလားအခုနားလို့တန်းလန်းပေါ့တပိုင်းတစထားလွန်းတာများတော့မိန်းကလေးကဒီဟာကိုစိတ်ကုန်သွားဒါကြောင့်ပြပြမယ်တိလားတကယ်တော့မိန်းကလေးကိုကြောင့်တဆင့်ချင်းနဲ့ပြောမစို့ကိုယ့်ရဲ့လေအင်္ဂါနဲ့ပဲမဟုတ်ပဲနဲ့မိန်းကလေးကိုပြီးအောင်လုပ်ပေးလို့ရတယ်နော်ဒီအချိန်ကျရင်နေစက္ကန့်တလုံးပါလို့သူဘာမှဖြစ်စိတ်ကျဉ်နေသွားတယ်